အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ True Speaker ဖြစ်ပါတယ်အဲ့တော့ဒီသတင်းလေးကကျွန်တော်တို့ထိုင်းနိုင်ငံဖတ်တရားမြို့မှာအမေရိကန်နိုင်ငံသားခရီးသွားဧည့်သည်တယောက်ကစေးကြောက်ဆိုင်မှာဝင်ပြီး e-secret လို့ခေါ်တဲ့ဒီ vape ကိုဝင်ရောက်ဝယ်ယူပါတယ်ဒီစေးကြောက်ဆိုင်ကလူတွေက vape မရောင်းဘူးဆိုတဲ့ဟာကိုပြောဆိုတဲ့အတွက်နဲ့ဘာကြောင့်သူ့ကိုမရောင်းရတာလဲငါကအမေရိကန်နိုင်ငံသားဖြစ်တယ်ဆိုပြီးတော့ပြောဆိုပြီးအချင်းများတယ်လို့ကျွန်တော်တို့သိရပါတယ်ကနဦးအစမှာတော့ဒီတိုင်းရိုးရိုးတန်းတန်းပြဿနာဖြစ်ကြပေမဲ့နောက်ပိုင်းမှာကိုထီလက်ရောက်တွေပါဖြစ်လာတယ်ဆိုတဲ့ဟာကိုဘေးနာပတ်ဝန်းကျင်ကပြောတဲ့အတွက်နဲ့ကျွန်တော်တို့ကြားသိရပါတယ်အဲ့တော့ဒီလူကိုလည်းနောက်ပိုင်းမှာဌာနဆိုင်ရာရဲတွေကလာရောက်ဖမ်းဆီးသွားတယ်လို့လည်းကြားပါတယ်ကြားသိထားတဲ့သတင်းတွေအရဆိုရင်ထိုင်းနိုင်ငံမှာဒီ vape ကတရားဝင်မဟုတ်ဘူးဆိုတာတော့သိရပါတယ်အဲ့တော့ထိုင်းမှာနေတဲ့ကျွန်တော်မိတ်ဆွေတွေကဒါဟုတ်မဟုတ်ဆိုတာအောက်ကနေ comment လေးနဲ့အတည်ပြုပေးခဲ့ပါဦးကျွန်တော်နဲ့အတူတူဗီဒီယိုအဆုံးထိဆက်လက်ကြည့်ရှုလိုက်ရအောင်နောက်တစ်ချိန်ကျွန်တော်တို့မြန်မာနိုင်ငံကြီးတိုးတက်လာတဲ့အခါမှာလဲဒါအမျိုးပြဿနာပေါင်းများစွာကိုကျွန်တော်တို့ကြုံတွေ့ရမယ်လို့တော့ထင်မိတယ်ဗျအဲ့တစ်ဖက်ကလည်းငါနိုင်ငံကြီးသားဖြစ်တယ်ဆိုတဲ့ဟာတွေကျွန်တော်ထင်တယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာပဲဒီလိုမျိုးအသုံးနှုန်းတွေရှိတာလားဆိုတော့မဟုတ်ပါဘူးကမ္ဘာရဲ့ဒီမိုကရေစီဘိုးအေကြီးဖြစ်တဲ့အမေရိကန်နိုင်ငံမျိုးမှာတောင်မှဒါမျိုးခွဲခြားမှုတွေရှိတယ်ဆိုတာသိရတဲ့အတွက်နဲ့စိတ်တော့မကောင်းပါဘူး